ဒီတော့အုပ်ထဲကိုတယောက်တည်းဝင်သွားတဲ့သူတိုင်းကဘာလို့ပြန်မလာတော့တာလဲထိုတောအုပ်ကြီးသည်ရွာနှင့်အလန့်ဝေးကွာလာပြီးဘသူမှခြေဦးမလဲရဲကြသည့်မော်ယုံတော့ပင်ဖြစ်သည်တောအုပ်တစ်ခုလုံးတွင်ထူးဆန်းစွာတွဲလောင်းကျနေသောရင်းညီရိုင်းများရှေးဟောင်းတစ်ပင်ကြီးများနှင့်ဖုံးလွှမ်းနေပြီးနေကင်းကြောင်တောင်ပင်နေအောင်ကြီးကောင်းကောင်းမရပဲမြူနှင်းများအမြဲဆိုင်နေတတ်သည်ကျွန်တော်ဒီပတ်ဝန်းကျင်တဘာဝရှုခင်းများကိုရုပ်ရှင်ရိုက်ကူးရတာဝါသနာပါသူတဦးဖြစ်ပြီးထိုတောအုပ်၏စံပြသောအလှတရားကိုကင်မရာဖြင့်မှတ်တမ်းတင်ရန်တယောက်တည်းထွက်လာခဲ့သည်ကင်မရာကိုထောင်တောအုပ်၏အလှကိုတစ်ခွက်ချင်းစီလိုက်ရိုက်နေစဉ်ပတ်ဝန်းကျင်တစ်ခုလုံးပုံမှန်ထက်ပိုမိုတိတ်ဆိတ်သွားသည်ကိုကျွန်တော်သတိပြုမိလိုက်ပြီးငှက်တံပိုးကောင်တန်လုံးဝမရှိတော့ပဲလေတိုးတန်ကပင်ငိုရှိုက်တန်ကဲ့သို့ဆူရှာနေသည်ရာသီဥတုကရုတ်တရက်ကြီးအေးစိမ့်လာတာပဲကျွန်တော်တယောက်တည်းရေယိုရင်းတစ်ပင်ကြီးများကိုလိုက်ကြည့်နေမိသည်ထိုစဉ်တစ်ပင်အိုကြီးတစ်ပင်ဤနောက်ွယ်တွင်လူတယောက်ရက်နေတဲ့ကဲ့သို့အရင်မဲကြီးတစ်ခုကိုဖြတ်ခနဲမြင်တွေ့လိုက်ရသဖြင့်ကျွန်တော်ကင်မရာကိုအောက်ချပြီးအသေးချာလန့်ကြည့်တော့လဲဘာမှမရှိချေသို့သောထိုရိမ်မဲကြီးသည်ကျွန်တော်ထံသို့တလန်းချင်းတိုးကပ်လာနေသည်ကိုတွေ့လိုက်ရပြီးအပြင်တွင်မမြင်ဘူးသည့်ထိုအရာကြောင့်ကျွန်တော်၏ကြောပြင်တစ်ခုလုံးတွေးပြတ်မတက်အေးစိတ်သွားခဲ့သည်